ဘယ်ကိုပြောပါအောင်ဘယ်ရွှေနာမည်ကြီးဆုံးတော့ဗမာပြည်မှာဟိုလေရွှေတစ်ခါမတယောက်မှမဝယ်ဘူးထင်တယ်အကယ်ဒမီပေါ့ဥအောင်မန်းလေးမှာရွှေတန့်စင်လုပ်ငန်းဖွင့်မယ်ဆိုအကယ်ဒမီကိုဘယ်လိုလုပ်ရှင်လို့ရအဲ့မဲ့အကယ်ဒမီကိုသွားကြည့်တဲ့အခါမှာလှော်တဲ့လူကများတဲ့အတွက်ထိုင်ကုန်မပေးနိုင်ဘူးအမေရေတံဘူးယူလာခဲ့တော့ထိုင်ကုန်မှမပေးတော့မှတော့ဗျာကော်ဖီတိုက်ဖို့ကတော့ဝေးရောအဲ့တော့အဲ့ဒီအားနေချက်ကိုကြည့်တဲ့အခါဟာငါးစီရွှေလာလို့တဲ့လူဆိုရင်အဲ့လိုထိုင်ကုန်နဲ့အေးအားကုန်နဲ့အေးနဲ့အကယ်ဒမီကရှံကြလာတဲ့လူကိုနုနုထွထွပြအောင်လုပ်ဖို့လိုတာပေါ့ခင်ဗျားတို့လည်းအခုကိုပတ်ဝန်းကျင်မှာခင်ဗျားတို့မကြောက်နဲ့ဦးကျော်မင်းစိန်နဲ့မြတ်မို့ရဘလောက်ကြီးသူ့စီယာရှံကြတဲ့လူကိုဘေးကကောက်ဖို့လိုတာပေါ့ဘယ်ဟာမဆိုနာမည်ကြီးနေတဲ့လူမှာသူ့ရှံကြလာတဲ့လူကိုကောက်စားတတ်ဖို့လိုအပ်တယ်ဦးအောင်ရဲ့ရွှေတိုင်ရဲ့အစရွှေလော်ဖို့ပါအဲ့တော့ဘယ်တော့မှအဲ့ဒီရွှေလော်ဖို့ကိုထမင်းကျွေးဖို့တို့ကော်ဖီတိုက်ဖို့တို့နေရာပေးဖို့ဘယ်တော့မှစဉ်းစားတာရွှေတော်ကနေလာတယ်အကယ်ဒမီလောက်နာမည်မကြီးတဲ့ရွှေလော်ဖို့လေးမှာသွားလှော်တယ်ကိုယ့်ကိုခေါ်တော့မခေါ်ဘူးနှုတ်လည်းမဆက်ငါဒါဒီနေ့ရွှေလော်ဖို့ပိုင်ရှင်ဖြစ်ခဲ့ရင်ထမင်းလဲကျွေးမယ်ကြိုလဲကြိုပေးမယ်ပြန်လဲလိုက်ဖို့ပေးမယ်အေးလဲတိုက်မယ်ဒီအတွေးတွေသူများအမှားကိုစင်နေတာအဲ့တော့ခင်ဗျားတို့လည်းတဆိုင်ဆိုင်သွားလို့ဝင်သွားရင်မလီဒီဆိုင်အမြင့်ဝန်ဆောင်မှုညံ့လိုက်တာအပြစ်ပြောဖို့မစင်သားနဲ့နောက်ဆုံးပြောရင်ဥအောင်ဆရာသမားတွေရှိပါတယ်ဆရာသမားတယောက်ဥအောင်ကိုနှိပ်စက်ရင်တော့မင်းအဲ့ဒီနေရာမျိုးရောက်ရင်မင်းတပည့်မင်းမနှိပ်စက်ဖို့စဉ်းစားကိုနှိပ်စက်ခံရင်တော့ဘာလုပ်လဲသူများမနှိပ်စက်ဖို့စဉ်းစားတာအဲ့တော့သူများဝန်ဆောင်မှုမကောင်းတာအပြစ်မပြောနဲ့ခင်ဗျားတို့ချစ်ကနေကြည့် Facebook တက်ပြီးတော့အဲ့ဒီဆိုင်နာမည်ဖြတ်ဖို့ကြီးပဲဘာမလုပ်နဲ့ဘေးကလူကကြည်နေတာဒီကောင်သူများဟာဒီနာမည်ဖြတ်တာများတယ်တော့အဲ့ကောင်ကြည်ပေါင်းလိုလိုနေရင်ကိုဒုက္ခရောက်သွားတယ်နော်